လူတိုင်းဟာကိုယ့်မှာရှိတဲ့ချို့ယွင်းချက်တွေကိုပဲအာယုံစိုက်မိတတ်ကြပြီးငါတော့အတုံးမဝင်တဲ့အကွဲကြောင်းနေနေပါလားဆိုပြီးစိတ်သက်ကြဖူးကြမှာပါဒါပေမဲ့တင့်ရဲ့အဲ့ဒီအားနည်းချက်ဆိုတဲ့အကြောင်းလေးတွေကြားနီတခြားသူတွေအတွက်အမောပြေစေမယ့်အလှတရားတွေစီးစင်းနေတယ်ဆိုတာကိုတင့်သတိထားမိခဲ့ဘူးလားဒီနေ့မှတော့တစ်ကိုတင်တန်ဖိုးမရှိဘူးလို့ထင်နေတဲ့အမြင်တွေကိုအပြီးတိုင်ပြောင်းလဲပေးမယ်အကွဲနေတဲ့မြေအိုးလေးတစ်လုံးရဲ့ရင်နှင့်စရာပုံပင်လေးကိုပြောပြပေးခြင်းပါတယ်တခါတော့ရွာကလေးတစ်ရွာမှာအရန်ကိုအလောက်ကျူးစားတဲ့တောင်သူကြီးတူရှိခဲ့ပါတယ်သူဟာနေ့တိုင်းမိုးမလင်းခင်အစိုးကြီးထားပြီးဝေးလံတဲ့ရေတွင်းကနေတောက်ရီခတ်ယူလေးရှိတယ်သူဟာထန်ဖိုးတစ်ခုရဲ့ဟိုဘက်ဒီဘက်မှာမြေအိုးနှလုံးကိုချီနှောင်ပြီးပခုံးပေါ်မှာထန်းတင်လို့ရေခတ်ကြပါတယ်အိုးတစ်လုံးကအကောင်းပကတိအတိုင်းပြည့်စုံနေပြီမဲ့ကြံတဲ့အိုးတစ်လုံးမှာတော့ဘေးဘက်မှာတင်းငယ်တဲ့အကြောင်းလေးတစ်ခုရှိနေပါတယ်အင်ငပြန်လန်းတော့တိုင်းအဲ့ဒီအကြောင်းလေးကြောင့်ရေတွေကတလန်းလုံးယိုစိမ့်ကြံခဲ့ပြီးအင်းရောက်တဲ့အခါရေတဝက်ပဲကြံပါတော့တယ်ပြည့်စုံတဲ့အိုးကြီးကတော့သူ့ကိုယ်သူအယမ်းကုန်ယူပြီးအကွဲညီတဲ့အိုးလေးကိုနေ့တိုင်းနှိမ်ပြီးလောင်ပြောင်းတတ်ပါတယ်ဟေ့လူလေးမင်းကတကယ်ကိုအထုံးမကြတာပဲမင်းကြောင့်တောင်သူကြီးမှာပေမန်းလာချိုးမနှက်ဘူးလို့ပြောလေးရှိပါတယ်အကွဲညီတဲ့အိုးလေးကဘာမှပြန်မပြောပဲတိတ်တိတ်လေးဝမ်းနေနေခဲ့ပါတယ်ကြာလာတဲ့အခါမှာတော့အိုးလေးဟာသူ့ကိုယ်သူအတုံးမကျဘူးလို့ခံစားလိုက်ရပြီးမျက်ရည်တွေဝဲရင်တောင်သူကြီးကိုတောင်းပန်လိုက်ပါတယ်အရှင်ကျွန်တော်ကိုခွင့်လွှတ်ပါကျွန်တော်မှာအကြောင်းရှိနေလို့အရှင်ရဲ့ပင်ပန်းမှုတွေကအချင်းကြီးဖိကုန်ရပြီကျွန်တော်ဟာအရှိရစရာကောင်းတဲ့အရာတစ်ခုပါတောင်သူကြီးကပြုံးလိုက်ပြီးညင်းသားစွာပြောခဲ့တယ်မစိုးရိမ်ပါနဲ့တငယ်ချင်းမနှက်ဖြန်ကြရင်မင်းကိုငါတခုခုပြပါမယ်အဲ့ဒီအခါကျရင်မင်းကိုမင်းအတုံးမကျဘူးလို့ဘယ်တော့မှထပ်မတွေးစီတာဘူးနောက်တနေ့အိမ်ပြန်လမ်းမှာတောင်သူကြီးကပြောတယ်ကဲဒီနေ့တော့လမ်းဘေးတစ်ချော်ကိုတေချာကြည့်လိုက်စမ်းအိုးလေးကြည့်လိုက်တဲ့အခါအံ့ဩသွားပါတယ်လမ်းရဲ့သူ့ဘက်တစ်ချမ်းမှာလှပရဲ့ပန်းလေးတွေဟာရောင်စုံပွင့်လန်းပြီးလေထဲမှာကခုံနေတာကိုတွေ့လိုက်ရလို့ပါခဏတာအတွင်းမှာပဲအိုးလေးဟာသူ့ရဲ့နာကျင်မှုတွေကိုမေ့သွားပြီးပျော့ရွှင်မှုကိုခံစားလိုက်ရပါတယ်ဒါပေမဲ့အိမ်ရောက်တဲ့အခါမှာတော့ရေဝေကရိုးရှိနေပြန်ပြီးမှသူဟာပြန်ပြီးဝမ်းနေသွားပြန်ပါတယ်တောင်သူကြီးကပြုံးပြီးပြောပြတယ်မင်းသိလားဒီပန်းလေးတွေဟာမင်းဘက်အချမ်းမှာပဲပွင့်နေတာဟိုဘက်ကအိုးအကောင်းဘက်မှာတပွင့်မှမရှိဘူးဘာလို့လဲဆိုတော့မင်းမှာအကြောင်းရှိတာကိုငါသိလို့မင်းရဲ့လမ်းဘေးတစ်လျှောက်မှာပန်းစီလေးတွေကျဲထားခဲ့တာလေနေ့တိုင်းအိမ်ပြန်မှာမင်းစီကရိုးစီလာတဲ့ရေတွေကဒီပန်းလေးတွေကိုမင်းကိုယ်တိုင်ရေလောင်းပေးခဲ့တာအခုတော့မင်းကြောင့်ဒီလမ်းကလေးဟာလှပနေပြီပေါ့မင်းရဲ့အားနည်းချက်လို့ထင်နေတဲ့အရာကပဲတခြားသူတွေအတွက်ပျော်ရွှင်မှုကိုဖန်တီးပေးနေတာပါတငယ်ချင်းတို့လောကမှာဘယ်သူမှပြည့်စုံမနေပါဟုတ်ကျွန်တော်တို့အားလုံးမှာကိုယ်စီအကြောင်းတွေရှိကြပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းတွေကပဲကျွန်တော်တို့ဘဝကိုထူးခြားစေတာပါအားနည်းချက်တွေကိုအဖြစ်တင်နေမယ့်အစားအမြင်လေးတစ်ခုပဲပြောင်းကြည့်လိုက်ပါတင့်ရဲ့အကြောင်းတွေကနေတဆင့်အလှပဆုံးပန်းလေးတွေပွင့်လာနိုင်ပါရဲ့